မင်္ဂလာပါရှင်ဒီနေ့တော့အသေးချမ်းမရေးနဲ့ပတ်သက်တဲ့ဝဟုတုတရစရာဆောင်းပါးလေးတစ်ပုဒ်ကို Special Note တဲ့ Facebook စာမျက်နှာကနေဖတ်ကြားပေးထားပါတယ်ရှင်အသေးဟာခန္ဓာကိုယ်ထဲမှာအလုပ်အများဆုံးလုပ်ရတဲ့အင်္ဂါဖြစ်ပါတယ်အညစ်အကြေးစစ်ထုတ်တာသဲကြည်ရီထုတ်တာစွမ်းအင်ထုတ်လုပ်တာနဲ့သွေးတွင်းအဆီကိုထိန်းချုပ်တာစတဲ့အလုပ်တွေကိုလုပ်ဆောင်ပါတယ်ဒါပေမဲ့ကျမတို့ကညစ်တဲ့အထိမအိပ်သေးဘူးအာလူးကစီဓာတ်တွေအချိုတွေစားမယ်ရေနည်းနည်းပဲတောက်မယ်ဆိုရင်အသေးကအစီတွေကိုတိတ်တိတ်လေးစုဆောင်းလာပြီးသတိမထားမိပဲအသေးအစီဖုံခြင်းဖြစ်လာနိုင်ပါတယ်အသေးကသတိပေးတဲ့လက္ခဏာများအကြောင်းရင်းမရှိပဲမောပန်းလွယ်ခြင်းညစာစားပြီးတဲ့နောက်ဝမ်းပိုက်တင်းခြင်းလေပွားခြင်းအောင်ခြင်းအသားရည်ညိုမဲခြင်းချွေးနံ့ခြင်းညာဘက်နံယူအောင်နာတင်းပြီးနာကျင်ခြင်းညဘက်ခဏခဏနှူခြင်းသို့မဟုတ်အိတ်မပျော်ခြင်းဒီလိုလက္ခဏာတွေရှိနေရင်အသေးစွမ်းအင်ကိုဒီနေ့ကစပြီးအမြန်ဆုံးပြန်လဲအားဖြည့်ပါတော့တဘာဝနီလန်းဖြင့်အသေးကိုပြန်လဲအားဖြည့်နည်းများ1ည10နာရီမတိုင်ခင်အိယာဝယ်မှာဘာကြောင့်လဲဆိုတော့အသေးရဲ့မိဓာတ်စွမ်းအားဟာည10နာရီကနေမနေ့2နာရီအတွင်းမှာအကောင်းဆုံးပြန်လဲပြုပြင်ခြင်းအလုပ်ကိုလှုပ်ဆောင်လို့ပါပဲအဲ့ဒီအချိန်နောက်ပိုင်းမှာအိတ်လို့ရှိရင်အသေးက cell တွေကိုပြင်ဆင်ဖို့အချိန်မရတော့ပဲအစီနဲ့အညစ်အကြေးတွေစွန့်ထုတ်မယ်အစားပိုပြီးစုမိလာပါလိမ့်မယ်။နှစ်မနေ့အိယာထားပြီးရင်နွေးနှစ်ဖန်ခွက်တောက်ပါဒါကအသေးတွေကသဲကြည်ရည်စနစ်လေပတ်မှုကိုကောင်းမွန်စေပါတယ်။အသေးထဲမှာရှိတဲ့သွေးကြောမြင့်လေးတွေကအညစ်အကြေးတွေကိုစီးကြောပြီးပြီးသဲကြည်အိတ်ကအစိတ်တောက်တွေကိုဝမ်းကနေတဆင့်စွန့်ထုတ်ဖို့ကိုလည်းလှုံ့ဆော်ပေးပါတယ်။သုံးကစီဓာတ်နဲ့တကြားဓာတ်ကိုတဝက်လျှော့ချပါအသေးကပူရှံနေတဲ့တကြားဓာတ်ကိုအစီအဖြစ်ပြောင်းလဲပစ်တတ်ပါတယ်အချိုးများများစားလေအသေးကပူပင်ပန်းလေပါပဲတကြားဓာတ်လျှော့ချတာဟာအသေးကိုအနာပေးခြင်းအစစ်အမှန်ပါပဲလေးတစ်နေ့ကိုရေ3လီတာရအောင်တောက်ပါရေဟာအညစ်အကြေးတွေကိုခန္ဓာကိုယ်ကနေသယ်ယူထုတ်ပစ်ပေးတဲ့ရင်ပါပဲရေလုံလောက်စွာတောက်သုံးခြင်းကသွေးပြစ်တာကိုသက်သာစေပြီးအသေးကိုလည်းစစ်ထုတ်တဲ့နေရာမှာလှုပ်အားပိုမပေးရအောင်ကူညီပါတယ်။ငါနေ့စဉ်ကိုယ်လက်လှုပ်ရှားမှုပေါ့ပေါ့ပါပါလုပ်ပါမိနစ်30လမ်းလျှောက်တာဒါမှမဟုတ်လက်ဝှေရနာကို10မိနစ်လုပ်တာနဲ့တင်လုံလောက်ပါတယ်။ဒီလိုလှုပ်ခြင်းကသွေးကိုအသေးစီပိုမှုကောင်းမွန်စွာရောက်ရှိစေပြီးကိုယ်ရင်းမိဓာတ်ကိုပါမျှတာစေတာပါ။တမားတော်များထံမှမှာကြားချက်တန်ရှင်းတဲ့အသေးဟာခိုင်မာတဲ့ဘဝရဲ့အခြေခံအုတ်မြစ်ပါပဲကျန်းမာရေးဟာစေဝါအစွမ်းနဲ့စတာမဟုတ်ပါဘူးည10နာရီမတိုင်ခင်သင်အိယာဝင်နဲ့ညကစားပြီးစတင်တာပါဒီညကစားပြီးမိကိုမိနစ်30လောက်စောပိတ်ပြီးအိတ်ကြည့်ပါပြီးတော့မနေ့အိယာထိုင်ရင်ရေနွေးနှစ်ဖန်ခွဲတောက်ကြည့်ပါအသေးပြန်လေအားကောင်းလာတဲ့အခါခန္ဓာကိုယ်ဘလောက်ပေါ်ပါသွားတယ်စိတ်ဘလောက်ကြည်လင်လန်းဆန်းလာတယ်ဆိုတာကိုသင်ကိုယ်တိုင်သိလာပါလိမ့်မယ်အားလုံးပဲကြမ်းမှရှင်လန်းကြပါစေရှင်